မင်္ဂလာပါရှင်ဒီနေ့ရဲ့နေ့စဉ်ခွန်အားနှုတ်ကပတ်တော်စစ်စရာနေနားဆင်နေကြတဲ့မိတ်ဆွေများအလုံးကိုကြိုဆိုလိုက်ပါတယ်ဒီနေ့မှကျမတို့ဟာဘုရားသခင်ရဲ့ဤမတန်တကူပါပြီးလေးနဲ့တဲ့နာမတော်တကူဖြစ်တဲ့အတုံးတိုင်းအကြောင်းကိုအတူတူကဆင်ခြင်ကြမှာဖြစ်ပါတယ်ကျမတို့သချင်းတွေထဲမှာဒါမှမဟုတ်ကျမ်းစာပတ်တဲ့အခါအထုံးတိုင်းဆိုတဲ့စကားလုံးမကြာခဏကြားဖို့ကြမှာပါဒီစကားလုံးရဲ့အနှစ်သိပ်ပဲနဲ့နောက်ခံသမိုင်းအကြောင်းကကျမတို့ရဲ့ယုံကြည်ခြင်းအသက်တာအတွက်အရန်ကိုအရေးပါပါတယ်။သမိုင်းကြောင်းလေးနည်းနည်းပြောပြချင်ပါတယ်။ရှေးခေတ်ကျိုးလိုမျိုးတွေဟာဘုရားသခင်ရဲ့ကိုယ်ပိုင်နာမတော်ဖြစ်တဲ့ယေဟောဝါဆိုတဲ့နာမတော်ကိုနှုတ်ကနေထုတ်ဖော်ရွတ်ဆိုဖို့အရန်ကိုတန်ရှင်းမြင့်လွန်းတယ်လို့ခံယူထားကြပါတယ်။ဒါကြောင့်ဒီနာမတော်ကိုရွတ်ဆိုရဲကြပဲအဲ့စာအတုံးနိုင်လို့အစားထိုးခေါ်ခဲ့ကြပါတယ်။ဟဲပြစကလုံးအတုံးဆိုတာကခင်လော်လို့အတိတ်ပဲရပြီးအတုံးနိုင်ကတော့အများကြီးဖို့ရဖြစ်ပါတယ်။ဒါဟာဘုရားခင်ရဲ့ကြီးမြတ်မှု majesty ကိုပေါ်ပြနေတာပါ။အတိတ်ပဲကတော့ the Lord my great Lord ကျွန်ုပ်၏ကြီးမြတ်သောအရှင်သခင်ဆိုတာပါပဲ။မိတ်ဆွေဒီနေ့မိတ်ဆွေတို့ဘုရားခင်ဟာဘယ်သူလဲ။ကယ်တင်ရှင်လားဟုတ်ပါတယ်။မိတ်ဆွေလားဟုတ်ပါတယ်။ဒါပေမဲ့အတုံးနိုင်ဆိုတဲ့နာမတော်ကဒီထက်ပိုပါတယ်ဒီနာမတော်ကဘုရားသခင်ဟာငါ့အသက်တာရဲ့ပိုင်ရှင်မာစတာဖြစ်ပြီးငါ့အပေါ်မှာအလုံးစုံသောအာဏာ total authority ရှိတယ်လို့ဝန်ခံခြင်းဖြစ်ပါတယ်ရှစ်ခုမြောက်သောဇာလံအပိုင်းငယ်တင်မှာဇာလံဆရာဒီလိုဝန်ခံခဲ့ပါတယ်အကျွန်ုပ်တို့ရဲ့ရှင်ထာဝရဘုရားကိုရောဤနာမတော်သည်ကဘာမီတစ်ခုလုံး၌ကြီးမြတ်လာပါ၏ကိုရော်ဒီမိမိ၏ဘုန်းချက်တည်းကိုကောင်းကင်ပေါ်မှာတည်စေတော်မူ၏ကျမတို့ကဘုရားသခင်ကိုအထုံးတိုင်းလို့ခေါ်တဲ့အခါကိုရောဟာပန်းရှင်ပါကျွန်တော်ကတော့ကိုရောဂျွန်ပါလို့ဝန်ခံရရောက်ပါတယ်သခင်ကဘယ်ကိုသွားလိုက်ဆိုရင်သွားရမယ်ဘာကိုလုပ်လိုက်ဆိုရင်လုပ်ရမယ်ဆိုတဲ့တဘာဝပါပဲတခါလေကျမတို့ကဘုရားသခင်ကိုကယ်တင်ရှင်အနေနဲ့လက်ခံပြီးမြဲအရှင်သခင် Lord အနေနဲ့နေရာမပေးမိတတ်ကြပါဘူးကိုယ်စန္ဒကိုယ်အစီအစဉ်ကိုယ်ဆုံးဖြတ်ချက်တွေနဲ့ပဲတွားချင်နေတတ်ကြတယ်ဒါမဲ့ဟဘကုတ်အခန်းကြီးသို့အခန်းငယ်19မှာဖော်ပြထားသလိုပါပဲဖျားရှင်ထာဝရဘုရားအတုံးနိုင်ရဝိတ်သည်ငါခွန်အားဖြစ်တော်မူ၏ဘုရားသခင်ဟာတင်းရဲ့အတုံးနိုင်အစစ်အမှန်ဖြစ်လာတဲ့အခါဆိုလိုတာကတင်းသက်တာကိုရောလက်ထဲအပြည့်အဝပိုးအပ်လိုက်တဲ့အခါကိုရောကတင်းရဲ့ကိုယ်လုံးရခွန်အားဖြစ်လာပါလိမ့်မယ်။ပိုင်ရှင်ကောင်းတစ်ယောက်ဟာသူ့ရဲ့သူတွေကိုဘယ်တော့မှပြစ်မထားပါဘူး။ဒါကြောင့်မိတ်ဆွေဒီနေ့စိတ်ခေါ်ခြင်းနဲ့တင်းအသက်တာရဲ့ထိုင်ခေါ်မှာဘယ်သူထိုင်နေတယ်လဲ။တင်းကိုယ်တိုင်လားဒါမှမဟုတ်အတုံးနိုင်လား။အတုံးနိုင်ကိုရောဟာချင်းမြတ်သောအရှင်သခင်ပါ။ကိုရောဟာကျွန်တော်အသက်တာရဲ့ total authority ပါလို့ဝန်ခံပြီးဒီနေ့ကစားပြီးလို့ကိုရောစီခိုင်းတဲ့အတိုင်းအသက်ရှင်ဖို့ဆုံးဖြတ်ရအောင်ပါဆုတောင်းကြပါစို့။အိုးချင်းမြတ်သောအတုံးနိုင်ဘုရားသခင်ကိုရောဒီကောင်းကင်တဲ့မြေကြီးကိုပိုင်ဆိုးသောအရှင်သခင်ဖြစ်တော်မူ၏ယနေ့တွင်သတ္တမီတို့သည်ကိုပိုင်အလိုဆန္ဒများကိုဆွလွတ်ပြီးကိုရောကိုအသက်တာ၏သခင်ပဲ့ကိုင်ရှင်အဖြစ်နေရာပေးဝင်ခံပါ၏တသမီတို့ရဲ့အသက်တာကိုရောအလိုရှိသလိုအုပ်စိုးတော်မူပါသခင်ယေရှုနာမတော်မြတ်၌ဆုတောင်းစကားအပါ၏အဖဖရာအာမင်နာစင်သူအလုံးရဲ့သက်တာမှာချီးမြှောက်တော်ရှင်သခင်ရဲ့အိုးဆောင်လမ်းပြမှုကိုနေ့တိုင်းခံစားရပါစေရောက်စီတိုင်းကိုပြရှင်ကောင်းချီးပေးပါစေ